ပါကျမတို့ချက်ပြီးပါဒီဗီဒီယိုလေးမှာဆိုလို့ရှင်တော့ကျမတို့စာတင်တဲ့အခါမှာကလေးတွေကို engagement ဘယ်လိုပေးမလဲဆိုတဲ့ tips လေးနှစ်ခုကိုကျမမျှဝေပေးချင်ပါတယ်ချိန်ဆိုလို့ရှင်စာတင်တဲ့အခါမှာသင်ခန်းစာအသစ်တွေတင်တိုင်းပေါ့နော်သင်ခန်းစာအသစ်တွေစတင်တဲ့အချိန်မှာပဲဖြစ်ဖြစ်တင်နေတဲ့ process တစ်ခုလုံးရဲ့အတွင်းမှာပဲဖြစ်ဖြစ်ကလေးတွေကိုကျမကစာတင်တဲ့အခါမှာပို့ပြီးတော့ engagement ရလာအောင်ဘယ်လိုမျိုးလုပ်လဲဆိုလို့ရှင်နှစ်ချက်ကိုကျမကျင့်သုံးတယ်ပထမတစ်ချက်ကကျတော့သင်ခန်းစာစပြီးဆိုတာ ਨੇ okay today let's study this lesson it's very easy for you to practice စသဖြင့်ပေါ့နော်အဲ့တော့အဓိကအချင်းချုပ်ပြောမယ်ဆိုလို့ရှင်တော့နံပါတ်1ချက်က very easy ရမ်းလွယ်တယ်ဆိုတဲ့စကားလုံးကိုပအောင်သုံးပေးပါဒါကကျောင်းသားအတွက်ကိုဒီသင်ခန်းစာပေါ်မှာထားတဲ့စိတ်ဝင်စားမှုရောဒီသင်ခန်းစာပေါ်မှာထားတဲ့သူတို့ရဲ့ဒီ participation ကိုအရန်မြင့်တက်စေတယ် engagement အရန်ကောင်းစေတယ်ပေါ့နော်အားကြောင့်တစ်အချက်က the power of very easy အဲ့ဒါလေးကိုကျမတို့သုံးပေးပါနောက်နှစ်အချက်ကကျတော့ဒီသင်ခန်းစာစတင်ပြီးတဲ့အခါမှာဒီတင်နေတဲ့ process တစ်ခုလုံးအလယ်မှာရဲ့နောက်ပြီးကနေတစ်ခက်မှာတစ်ချက်မှာရဲ့ကျမတို့ဘာလုပ်ခိုင်းရမလဲဆိုလို့ရှိရင် yes you can do it ဥမာ exercise တွေကိုကလေးကိုကိုယ့်ကိုလေ့ကျင့်ခိုင်းတဲ့အခါမှာဆိုလို့ရှိရင်လည်း okay you can do it ကလေးတွေလုပ်နိုင်တယ်ဆိုတဲ့အကြောင်းအရာမျိုးကိုကျမတို့ကတစ်ချိန်လုံးထားကိုဒီစကားလုံးကိုပြောပေးနေရမယ် you can do it မကလေးတွေကကိုသင်ခန်းစာ exercise ပေးလိုက်လို့ကလေးတွေကိုဒီ eye contact နဲ့ကဲခတ်လိုက်တဲ့အခါမှာပေါ့နော်ကလေးတွေကမျက်နှာနည်းနည်းလေးတုံသွားတာပဲဖြစ်ဖြစ်ခက်တဲ့ပုံစံမျိုးခံစားသွားတာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီခါမှာကျမတို့က okay you can do it fighting you can do it it's a good try စသဖြင့်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးရပါမယ်အဲ့တော့အဲ့ဒီနှစ်ချက် the power of very easy နဲ့ you can do it ဆိုတဲ့ဟာကိုကျမတို့သင်ခန်းစာအစားနဲ့ဒီ process မှာအဲ့ဒီနှစ်ချက်ကို engagement ဖြစ်နေအသုံးပြုခြင်းအပြင်စာတင်တဲ့အခါမှာလည်းအောင်မြင်စေတဲ့လျှို့ဝှက်နည်းတစ်ချက်ကိုဖြစ်ပေါ်လာစေပါတယ်အဲ့တော့ဒီနှစ်ချက်ကိုကျင့်သုံးကြည့်ပါအဲ့တော့တကယ်လို့ရလက်ထွက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာဘယ်လိုမျိုးလေးရလက်ထွက်လဲဆိုတာကိုလာပြီးတော့ comment ရေးပေးပါဦးနော်အားလုံးပဲသင်ကြားရေးမှာအောင်မြင်ကြပါစေကျမတို့ချက်ဤပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်လေ bye bye